ဖြစ်ပါဆိုးဖြစ်ပါရအားလုံးပဲမင်္ဂလာပါခင်ဗျာ။အော်စားတော့ကဲပေးရပြန်လဲကြိုဆိုလိုက်ပါတယ်။ပုံမှန်ကြော်စားနေကြခောက်ဆွဲကြော်လို့မဟုတ်ဘဲနဲ့အော်ကနေပြီးတော့ဒီညစာလေးကိုအော်ကိုယ်တိုင်ကြော်ထားတဲ့ဝတ်သားပုံးရည်ကြီးခောက်ဆွဲကြော်အဆက်လေးကိုစားပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။အားလုံးပဲစားကြပါအောင်ခင်ဗျာ။ပုံကြည့်လေးနဲ့ဆို share တူရီတူမတွေစားတဲ့သူတို့စားနေရတွေ့တာနည်းနည်းဆက်သွားလို့ကိုလည်းမြည်ကြည့်ရမှာသူတို့ပဲစားနေပဲရဟောဒီလိုလေးကွာဟိုသူတို့တွေပဲစားနေရတွေ့မှုေးနေရဒီလိုလေးထဲဟောကလေးလိုပဲကလေးလိုပဲလောက်ကြည့်ရပါတော့နှမျောလို့ဟောဒိန်ဂျင်လေးနဲ့စတော်ဘယ်ရီပေါ့စတော်ဘယ်ရီဒိန်ဂျင်ဖြစ်မှာဟောအဆက်ပြေလေးပေါ့ဟိုကတော့ညသာကိုဟောက်သွဲကြော်လေးအားပါစားပြီးတော့ဒိုင်ဒီအေးလေးလည်းတောက်ပြီးတော့နောက်ဆုံးအချိုးလေးတဲပြီးတော့အားလုံးနှုတ်ဆက်ခဲ့ပါတယ်အားလုံးဘိုင်ဘိုင်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ